ပြည်ရင်းမှာအာဏာရှင်ကဘာလို့တိုင်းနေလဲယနေ့ချိန်ထိအတပ်ဖြတ်ခံရတော့လဲမင်းတို့မမေ့ကြနဲ့အာဏာရှင်ကပြတ်တတ်မှတဲ့တာမဟုတ်ကွာအာဏာရှင်ရဲ့မှားရင်းနဲ့အောက်ဆောင်မှုကြောင့်လမ်းဘေးမှာဒီစကားပြောရတာမပြောချင်ဘူးခွဲတော့လာတော့တင်ရတဲ့တိုင်းသားပြည်သူတွေအများကြီးပဲလမ်းမကောင်းလို့ကြောက်ကြပြီးတင်ရတဲ့ပြည်သူတွေယောဂနေမကောင်းလို့ဆေးမကုနိုင်လို့တင်ရတဲ့ပြည်သူတွေကိုလွန်လမ်းမှုကကိုလမ်းမထပ်ပြီးတော့ဒီအာဏာရှင်ကိုမကြိုက်ပါဘူးအစိုးရလည်းပြောင်းပေးပါတော့ငြင်းချင်းချင်းနဲ့တောင်းဆိုတာကိုတရနဲ့ပြည့်လို့အေခံရတဲ့တင်ရတဲ့ပြည်သူတွေမင်းတို့လည်းလွတ်လွတ်ပြောဆိုဖို့အတွက်လာလေးထွက်တာနဲ့ညာလေးတစ်ကောင်ကြော်တာနဲ့အချမ်းမင်းတို့ကိုဝင်ဖမ်းခံရတဲ့ပြည်သူတွေထောင်ထဲမှာမတရားအတပ်ပြတ်ခံရတဲ့ပြည်သူတွေအငြင်းပန်းနေစိတ်ခံရတဲ့ပြည်သူတွေအဲ့ဒီတည်းမှာမင်းတို့မပါဘူးမထင်နဲ့မင်းတို့ဆွေမျိုးတွေပါနေတယ်မင်းတို့မိဘတွေပါနေတယ်မင်းတို့ညီကိုတွေပါနေတယ်အဲ့လိုပါလာမှမင်းတို့မလာတတ်ဘူးဆိုရင်တော့မင်းတို့ကအာဏာရှင်တွေလိုက်တယ်ဟုတ်တယ်မလား